ထမစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ဒီနေ့ဘုရားသခင်ကိုချစ်ကြောက်ယူတည်ကြတဲ့မိသားစုတွေနဲ့အတူတူကကျွန်တော်တို့မနေ့ကမှဝိပုကိုးကွယ်ရသောအခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးသလိုသခင်ဘုရားပြင်ဆင်တော်မူသောပွဲတော်မင်္ဂလာကိုလည်းကျွန်တော်တို့အတူတူကဝင်စားရမှာဖြစ်တဲ့ကြောင့်ဘုရားသခင်ကိုပထမစွာကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်ကျွန်တော်ဒီတစ်ပတ်နှုတ်ကပတ်တော်ကိုကျွန်တော်ပြင်ဆင်ဖို့ကျွန်တော်ဆူတောင်းမှာကျွန်တော်ပြင်ဆင်တဲ့အခါမှာကျွန်တော်ဘာကြောင့်ပြောရမလဲပေါ့အဲ့အကြောင်းအရာကိုကျွန်တော်ကအရင်စဉ်းစားရပါတယ်အဲ့တော့စဉ်းစားတဲ့အခါမှာတော့ကျွန်တော်ဘာကြောင့်ပြောရမလဲဘာကြောင့်ပြောရမလို့စဉ်းစားတဲ့အခါမှာကျွန်တော်ရတဲ့အရာကတော့ဘာလဲဆိုရင်ပရိညင်တရားအသစ်အကြောင်းကိုပြောမယ်ပေါ့ပရိညင်တရားအသစ်အကြောင်းကိုပြောမယ်လို့ကျွန်တော်ပြင်ဆင်နေနေမှာကျွန်တော်ဘာလို့သွားထက်သတိရလဲဆိုတော့ဒီပရိညင်တရားအသစ်အကြောင်းကိုကျွန်တော်ပြောဘူးတယ်ဆိုတဲ့ဟာကိုကျွန်တော်သိတယ်ကျွန်တော်ပြောဘူးတယ်အဲ့တော့ပြောဘူးတဲ့ဟာကျွန်တော်စောက်တွေအဟောင်းတွေမှာကျွန်တော်ပြန်လိုက်ရှာတဲ့အခါကျတော့မနှစ်က6လပိုင်းဟိုတရက်6လ2025မှာကျွန်တော်ဘရင်ဂျင်တရားအသစ်နဲ့ဘရင်ဂျင်တရားအဟောင်းကိုကျွန်တော်နှစ်ခုရှင်ပြီးတော့မှကျွန်တော်နှုတ်ကပတ်တော်ဝင်ငှားခဲ့ပါတယ်အဲ့ဒီကပွဲတော်မင်္ဂလာနေ့ဖြစ်ပါတယ်အဲဒီကနေ့မှာတော့ကျွန်တော်အဓိကမိမောင်းထိုးပြချင်တာကတော့ဘရင်ဂျင်တရားအသစ်ကဘာလဲပေါ့အဲ့ဒီဘရင်ဂျင်တရားအသစ်နဲ့ကျွန်တော်တို့ ਨੇ ဘယ်လိုဆက်ဆိုင်တာလဲဘရင်ဂျင်တရားအသစ်နဲ့ဆက်ဆိုင်ပါတယ်လို့ကျွန်တော်တို့ခံယူထားရင်ကျွန်တော်ဘယ်လိုအသက်ရှင်မလဲဆိုတော့ကျွန်တော်ဒီနေ့အတူတူကစဉ်းစားကြဖို့ဖြစ်ပါတယ်တမန်ကျမ်းစာထဲမှာကြည့်မယ်ဆိုလို့ရှင်တော့ဘရင်ဂျင်အသစ်နဲ့ဘရင်ဂျင်အဟောင်းဆိုပြီးတော့မှရှိတယ်အဟောင်းကတော့အရင်လာပေါ့နော်အဟောင်းနဲ့အသစ်နဲ့အဲ့တော့အဟောင်းနဲ့အသစ်နဲ့လို့ပြောတဲ့ခါမှာအဟောင်းကိုတော့ဖယားသခင်ကမောရှေအားဖြင့်တိနာတောင်ပေါ်မှာပေးတယ်ပေါ့တိနာတောင်ပေါ်မှာပေးတယ်အဲ့တော့အချိန်ကာလအားဖြင့်ကြည့်မယ်ဆိုလို့ရှင်လဲအချိန်ကာလအားဖြင့်ကြည့်မယ်ဆိုလို့ရှင်လဲ BC 1446သို့မဟုတ်တဲ့1290ဆိုပုံမှာပညာရှင်တွေကအဲ့ဒီလိုတွက်ချက်ကြဒါတော့တွက်ချက်ပုံတွက်ချက်နည်းကမတူတာတွေကတော့ကျမ်းစာတစ်ချက်ပုံမှာယူပုံမှာကောက်လုပ်တဲ့ဟာပုံမှာတူပဲနဲ့ကွဲပြားကြခြင်းဖြစ်တယ်ပေါ့ဒါတွေကိုကျွန်တော်ပြောချင်တာမဟုတ်ပါဘူးသခင်ယေရှုမမွေးဖွားခင်သခင်ယေရှုမမွေးဖွားခင်နှစ်ပေါင်း1400လောက်ခရဲကပြည့်ညတ်တော်တွေကိုပြည့်ညတ်ချက်တွေကိုမောရှေကိုဘုရားသခင်ကစပေးမောရှေအပြင်သူရွေးချယ်တဲ့ဣသရေလလူမျိုးတွေဘုရားကိုသိလာဖို့ရန်အတွက်အဲ့ဒီနေရာကိုပေးတာပြီးတဲ့အခါမှာတိနာတောင်ပေါ်တက်သွားပေါ်မောရှေကရက်ပေါင်း40အစာရှောင်ဆုတောင်းဖို့မှာသူပြန်ဆင်းလာတဲ့ခါမှာသူ့ကိုဘုရားသခင်ကိုယ်တိုင်ရေးပေးလိုက်တဲ့ကြောက်ပြားနှစ်ချက်ကိုကန်ပြီးတော့မှဆင်းလာအဲ့ကြောက်ပြားပေါ်မှာပြည့်ညတ်တော်10ပါးပါအဲ့ဒီပြည့်ညတ်တွေကိုလိုက်လျှောက်ပါလိုက်လျှောက်လို့ရှင်တော့ကောင်းကြီးမင်္ဂလာကိုခံရမယ်အဲ့ဒီပြည့်ညတ်တော်10ပါးကိုမလိုက်လျှောက်ဘူးဆိုလို့ရှင်တော့အမင်္ဂလာဖြစ်မယ်နှစ်တွေကြာညောင်းလာသည်နဲ့အမျှဣသရေလလူမျိုးတွေသူတို့ရဲ့ prophet တွေသူတို့ရဲ့ယေဘရဟိတ်တွေအဲ့ဒီလူတွေကဒီပြည့်ညတ်တော်10ပါးကိုချိတ်ကားကြငါမတပါအခြားသောဘုရားကိုမကိုးကွယ်နဲ့ဟာဘလို့ဆိုရင်တော့ဘလို့ဆိုရင်တော့ဘလို့ကိုကားလိုက်ကြတာဒီသခင်ဒီနှစ်ပေါင်း1000ကျော်လောက်ကြာလာတဲ့အခါမှာတော့ဣသရေလလူမျိုးတွေလိုက်လျှောက်ရမယ်ပြည့်ညတ်ချက်ပေါင်းက613ချက်တောင်ဖြစ်သွားတယ်အဲ့တော့613ချက်အမတန်းမှများပြားတဲ့အဲ့ဒီပြည့်ညတ်ချက်တွေအောက်မှာဣသရေလမျိုးတွေပြီးသူတို့ဟိုဟာလို့ရှင်လဲသူတို့မှာအပြစ်ဖြစ်ရဒီဟာလို့ရှင်လဲသူတို့မှာအပြစ်ဖြစ်ရဒီ613ချက်ကိုသူတို့ကသိနေဒါပေမဲ့အဲ့ဒီ613ချက်ကိုသူတို့မလိုက်လျှောက်နိုင်ကြဘူးအဲ့တော့သူတို့လိုက်လျှောက်နိုင်အောင်သူတို့စ조사တော်ညာလဲမအောင်မြင်ကြဘူးအဲ့တော့လူမျိုးကအဲ့ဒီမှာကြာရှုံးလာသူတို့လုံတိုင်းမှာဒီတစ်ခုနဲ့ညှိလို့ရှိရင်နောက်ဒီတစ်ခုကိုလုံနိုင်ရင်နောက်တစ်ခုကိုကျွန်တော်တို့မလုံနိုင်ဘူးနောက်တစ်ခုကိုလုံနိုင်မှုကြိုးစားရင်ဒီဘက်ကနေလွတ်သွားအဲ့ဒီလုံလာရင်းနဲ့မှဣသရေလလူမျိုးနှစ်ပေါင်း1400လောက်သူတို့ဒီပြည့်ညက်ကြားထဲမှာသူတို့မယုံထွက်နိုင်အဲ့ဒီလိုအခြေအနေမျိုးမှာတဲ့ပထမဦးဆုံးပြည့်ညက်အသစ်ဗရင်ဂျင်တရားအသစ်လို့ပြောတယ်ဗရင်ဂျင်တရားအသစ်ကိုပေးမယ်လို့ပြောတဲ့ပရောဖက်တစ်ပါးပေါ်လာတဲ့အဲ့ဒီပရောဖက်တစ်ပါးကဘာတူလဲဆိုနေရမိဖြစ်တယ်နေရမိကတော့သူ့အချိန်ကာလကဘယ်ချိန်လဲဆိုရင် BC 629ဒါသခင်ရှုမမွေးခွားခင်နှစ်ပေါင်း629ပေါ့သူကနှစ်ပေါင်း40လောက်သူသာသနာအမှုတော်ဆောင်ခဲ့တယ်နှစ်ပေါင်း40တဲ့မှာသူသွားလာလှုပ်ရှားခဲ့တယ်အဲ့ဒီအတော်အတွင်းမှာအဲ့ဒီစကားကိုသူပြောတယ်သူပြောတဲ့အချိန်မှာလည်းဣသရေလလူမျိုးတွေကဖျားကိုမေ့လျော်ပြီးတော့မှအဲ့ဒီပြည့်ညတ်ချက်တွေရဲ့အောက်မှာနေပြီးတော့မှသူတို့မယုံထွက်နိုင်တဲ့အချိန်မှာအဲ့ဒီလူတွေကိုသူကဘာပြောလဲဆိုရင်ထာဝရဘုရားမိန့်တော်မူသည်ကငါသည်ဤလူမျိုးတို့ဤဘိုးဘေးတို့ကိုလက်ဆွဲ၍အဂုတ္တုပြည်မှဆောင်ခဲ့သောအခါ sorry ပါ
ဆောင်ခဲ့သောအခါသူတို့၌ငါပြီးသောပရိညင်တရားနှင့်ခြားနာသောပရိညင်တရားအသစ်ကိုဣသရေလအမျိုးသားယူဒအမျိုးသားတို့အားငါပြီးသောအချိန်ကာလသည်ရောက်လိမ့်မယ်အဲ့ဒီလူတွေသူ့လူတွေကိုဘိုးဘေးတွေအေဂုတ်ထုပြည်ကနေကိုကျွန်ခံတဲ့ဘဝကနေကိုငါခေါ်ဆောင်လာပြီးတော့မှအဲ့ဒီလူတွေကိုငါပြည့်ညက်ချက်တွေပေးခဲ့တယ်အဲ့ဒီပြည့်ညက်ချက်ကိုပေးတယ်သူတို့မလုံနိုင်တဲ့ခါမှာအဲ့ဒီအရာနဲ့လုံးဝမတူတဲ့ပရိညင်တရားအသစ်ကိုငါပေးမယ်လို့အဲ့ဒီအချိန်က BC 629ဖြစ်တဲ့အတွက်ကြောင့်မလို့တခင်ယေရှုမွေးဖွားဖို့ရန်အတွက်နှစ်ပေါင်း600ကျော်ကျန်လိုသေးတယ်အဲ့ဒီအချိန်မှာပထမဦးဆုံးပရိညင်တရားအသစ်ဆိုသူတို့ကြားရတယ်ဒါပေမဲ့ဘာမှန်းတော့မသိပါဘူးသူတို့ဘာမှန်းမသိနေဟမိနဲ့ခိပြိုင်ပေါ့ခိပြိုင်ပရောဖက်ပြုတဲ့ပရောဖက်တစ်ပါးရှိသေးတယ်သူကတော့ဘာလို့ဆိုရေစကြည်လာဖြစ်တယ်ရေစကြည်လာတော့ BC 990တချို့တော့993လို့ပြောတယ်အဲ့ဒီ990ဝန်းကျင်မှာသူကစပေါ်မှာပရောဖက်ပြုတယ်သူပြုတ်တဲ့အရာကလည်းဘာကိုပြောလဲဆိုအဲ့ဒီပရိညင်တရားအသစ်ပေးမယ်ဒုတိယအချိန်မြောက်ပြောတယ်နောက်ပိုင်းနှစ်ပေါင်း600ကျော်လောက်ကြာပြီးတော့မှသခင်ယေရှုဖျားလက်ထက်ရောက်တဲ့ခါမှာသခင်ယေရှုဖျားကနောက်ဆုံးသောညစာစားဖို့ကိုယေရုရှလင်မြို့ရဲ့အထက်ခန်းမှာသူရှိနေတဲ့အခါမှာရှင်မဿဲခရစ်အခန်းကြီး26 29 28ကိုကြည့်တဲ့အခါမှာမောင်ကိုယူပြီးမှချိုးဖိတ်ပေါ့ဒါကငါ့ရဲ့ကိုဖြစ်တယ်ငါ့ကိုအောင်းမေးဖို့ရန်ယူ၍စားပါအဲ့ချိန်မှာပဲခွက်ကိုလည်းယူတယ်ဤခွက်ကဗရိညင်တရားအသစ်နဲ့ဆိုင်၍လူများတို့ရဲ့အဖြစ်ကိုလွတ်စေခြင်းကသွန်းသောငါ၏အသွေးဖြစ်တယ်ဗရိညင်တရားအသစ်နဲ့ဆိုင်ပြီးတော့မှလူတွေရဲ့အဖြစ်ကိုလွတ်ဖို့ရန်အတွက်သူ့ရဲ့အသွေးပါတမန်ကျမ်းစာထဲမှာအဲ့လို၃ချိန်ပြောပါတယ်ပြောပြီးတဲ့အခါကျတော့မှသခင်ယေရှုဘုရားကအဲ့ဒီနေ့ညမှာပဲအဖမ်းခံရတယ်ပြီးတဲ့အခါမှာတော့ကားနိုင်ပေါ်မှာအသေးသက်ချင်းခံရတယ်၃ရက်မြောက်နေ့မှာရှင်ပြန်ထမြောက်အဲ့ဒါကတော့AD 33ဖြစ်ပါတယ်33မှာရှင်ပြန်ထမြောက်ပြီးတော့မှသခင်ယေရှုရှင်ပြန်ထမြောက်ပြီးမှလောကမှာအရက်40သွားလာလှုပ်ရှားတယ်သူတပည့်တွေနဲ့ပြီးတဲ့အခါမှာကောင်းကင်ဘုံကိုပြန်ကြွသွားပြီးတော့မှနောက်10ရက်ကြာတဲ့အချိန်ပင်တေကုတ်တွေပွဲနေလို့ခေါ်တဲ့အဲ့ဒီနေ့ကြမှာတန်ရှင်သောဝိညာဉ်တော်ဘုရားကကျွန်တော်တို့ရှိကိုဆင်းကြွလာပြီးတော့မှအဲ့ဒီနေ့ကကျွန်တော်တို့အတွက်ဗရိညင်တရားအသစ်စတဲ့နေ့ဖြစ်တယ်လို့ကျမ်းပညာရှင်တွေကဖော်ပြတယ်ဒီနေ့ကျွန်တော်တို့ကိုလည်းဘုရားသခင်ကဒီဗရိညင်တရားအသစ်ထဲမှာကျွန်တော်တို့ရှိတယ်အဲ့ဗရိညင်တရားအသစ်မှာကျွန်တော်တို့ရှိတယ်လို့ကိုယ့်ကိုယ်ကိုခံယူရင်ဘာဒီများလှုပ်ဆောင်ကြရမလဲပေါ့နံပါတ်1တစ်ချက်ရှိပါတယ်ဗရိညင်တရားအသစ်ဆိုတာကတဲ့ကြောက်ပြားပေါ်ကလူတယောက်မဟုတ်ဘူးဗရိညင်တရားအသစ်နဲ့ဆိုင်တဲ့သူကကြောက်ပြားပေါ်ကလူမဟုတ်ဘူးတဲ့နှလုံးသားပေါ်ကလူဖြစ်တယ်ဒီနေရာမှာတော့ခုနကဖတ်လိုက်တဲ့ယေရမိအနာဂတ်ကျမ်းအခန်းကြီး31အငယ်33ကိုကြည့်တဲ့အခါမှာနောင်ကာလ၌ဣသရေလအမျိုးသားတို့၌ငါပေးအပ်သောပရိညင်တရားသစ်ခုမူကားငါထာဝရဘုရားသည်ငါ၏ပြည့်ညက်တရားကိုသူတို့အတွင်းသို့သွင်းမည်အဲ့ဒီလူတွေရဲ့နှလုံးသားတွေကိုသူ့ရဲ့ပရိညင်တရားအသစ်ကိုသွင်းမယ်တဲ့သူတို့နှလုံးပေါ်မှာရေးထားမယ်သူတို့နှလုံးပေါ်မှာရေးထားမယ်ငါသည်လည်းသူတို့ရဲ့ဖျားသခင်ဖြစ်မယ်သူတို့သည်လည်းငါ၏လူဖြစ်မယ်အဲ့တော့ဒီနေရာမှာကြည့်ချင်အဖြစ်အဲ့ဒီပရိညင်တရားလို့ပြောတဲ့အခါမှာပရိညင်တရားအသစ်ကကြောက်ပြားပေါ်မှာရေးပေးလိုက်တာမဟုတ်ဘူးဒီနေရာမှာပရိညင်တော့ပြောလို့ရှိရင်တော့နှစ်ခုဖြစ်နေကြောက်ပြားပေါ်ကပရိညင်နဲ့နှလုံးသားတွေကပရိညင်ပေါ့ကြောက်ပြားပေါ်ကပရိညင်ကတော့အဲ့ပရိညင်မှာတော့ရေးထားပြီးသားငါမတပါအခြားသောဘုရားကိုမကိုးနဲ့ရုပ်တုစင်ကိုကိုအဖို့မလုံးနဲ့ဥပုံတွေကိုယိုသေးစွာပြုပါမိဘကိုယိုသေးစွာပြုပါအခြားပြည့်ညက်တွေ10ပါးရှိတယ်အဲ့ဒီဟာကိုကျွန်တော်တို့ကကြည့်ရအဲ့ကြောက်ပြားမှာရေးထားတာတွားကြည့်ရလောက်တော့မယ်တွားကြည့်ရအဲ့ဒါနဲ့ချက်ကားလိုက်တဲ့ခါမှာ600နဲ့73ချက်ဖြစ်လာတဲ့ခါမှာအဲ့ဒါတွေလည်းဘာမှမရှိတယ်ဆိုအဲ့ကြောက်ပြားတွေပေါ်မှာပဲရှိတယ်အဲ့ဒီကာလကတော့တရေတွေပေါ်မှာရေးကြတာပေါ့ကျူပင်တွေပေါ်မှာရေးကြတာပေါ့အဲ့ဒီစာတွေကအဲ့ဒီပေါ်မှာရှိတယ်အဲ့တော့ကိုလှုပ်တိုင်းမှာမှားတယ်မှန်တယ်ကိုသိချင်လို့ရှိရင်အဲ့ဒါကိုဖွင့်ကြည့်ပြီးမှဟုတ်တယ်မဟုတ်ဘူးဆိုတော့ဆုံးဖြတ်ကြအဲ့ဒါတွေကနှလုံးသားထဲမှာမရှိဘူးတကယ်ဗရိညင်အဟောင်းလို့ပြောတဲ့ခါမှာအဲ့ဒီဗရိညင်အဟောင်းကိုကြည့်တဲ့ခါမှာမလိုက်ရှောင်နိုင်ကြတော့ဘူးကိုကမေ့သွားတယ်မေ့သွားလိုက်မိဘခိုင်းမလှုပ်ချင်လိုက်အဲ့ဒါလည်းအပြစ်ဖြစ်ပြီဟိုကခိုင်းလိုက်ပြီးဘာမှဒူးရန်တုံမလှုပ်
လောက်ရမှာနဲ့မလောက်ရမှာနဲ့ရှုပ်ထွေးနေတယ်လူတွေကအဲကြားထဲမှာအသက်ရှင်ရတဲ့ခါမှာအဲ့ဒီပရိညင်တရားသစ်ကကျွန်တော်တို့ကိုစိုးရိမ်စရာတွေပေးတယ်ငါအပြစ်ဖြစ်ပြီငါအပြစ်ဖြစ်ပြီငါလှုပ်လိုက်ပြီငါလိန်လိုက်ပြီဆိုရဲအဲ့ဒီအပြစ်ကိုဖြစ်စေတယ်အဲ့ဒီအပြစ်ကိုပေါ်ပြတဲ့အရာကလည်းအဲ့ဒီပြည့်ညတ်တော်ဖြစ်တယ်အဲ့ဒီပြည့်ညတ်တော်တွေကိုကြည့်လိုက်တဲ့နဲ့ငါတို့တခုမှမလုပ်ဘူးအပြစ်တွေဖြစ်လာတယ်အပြစ်တွေဖြစ်လာဒါမှမဟုတ်စိုးရိမ်အဲ့ဒီပရိညင်ကိုကြောက်တယ်ဖျားကိုချစ်လို့မဟုတ်ဘူးဖျားကိုကြောက်လို့အဲ့ဒီပရိညင်တွေကိုကျွန်တော်တို့လိုက်လျှောက်ကြအဲ့ဒါကဘာလဲဆိုရင်ကြောက်ပြောင်းမှာရှိတဲ့ပရိညင်နှလုံးသားထဲမှာရှိတဲ့ပရိညင်ကြတော့တစ်မျိုးဖြစ်ပါတယ်ငါ့ပြည့်ညတ်တရားကိုသူတို့အတွင်းထဲမှာတွင်းထားမယ်နှလုံးသားထဲကိုတွင်းထားတယ်ဘုရားသခင်ကကျွန်တော်တို့ကိုတူတူဘာကိုချစ်ဖို့တဲ့ကျွန်တော်တို့တုံတယ်နာအဲ့ဒါကိုကျွန်တော်ကျင့်ယူနေစရာမလိုဘူးတဲ့ကျွန်တော်တို့ကတူတူဘာကိုချစ်တတ်လာကျွန်တော်အပြစ်ဆိုတဲ့အရာကကျွန်တော်တို့နဲ့အမတမ်းမှရင်းနှီးကျွမ်းဝင်တဲ့အရာဖြစ်တယ်လူဆိုတော့ကငယ်သောအရွယ်မှာစာရင်မိုက်တဲ့နှလုံးမိုက်တဲ့အရာကနှလုံးသားထဲမှာထုတ်ထားလျက်ရှိတယ်လို့တုတ်တန်ဆရာကပြောတာထုတ်ထားတယ်နှလုံးသားထဲမှာမိုက်တဲ့အရာကထုတ်ထားပြီးသားဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့မိုက်တဲ့အရာကနှလုံးသားထဲမှာထုတ်ထားပြီးသားရှိတော့လဲအဲ့ပရိညင်အစ်စ်ကသာကျွန်တော်နဲ့အတူရှိမယ်ဆိုရင်အဲ့ဒီအရာကိုဖုံးအုပ်နိုင်တဲ့အရာဖုံးအုပ်နိုင်တဲ့အရာအဲ့ဒီအရာကအပြစ်ကနေမှလွတ်မြောက်ရတဲ့ပရိညင်တရားအသစ်နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ကြောက်ပြားပေါ်မှာပဲအဲ့ပြည့်ညက်အဲ့ကြောက်ပြားပေါ်မှာရှိတဲ့ပြည့်ညက်ကတဲ့လူကိုမကူညီနိုင်ဘူးတဲ့ပြည့်ညက်ချက်တွေကိုကြောက်ပြားပေါ်မှာရေးထားပြီးအဲ့ဒါကိုအဲ့ဒီဟာတွေကကျွန်တော်တို့ကိုမကူညီမပေးဘူးအပြစ်ကနေလွတ်မြောက်သွားဖို့ကျွန်တော်တို့ကိုခွန်အားမပေးဘူးမလုံနဲ့နော်တတိပေးနေတယ်နော်မလုံနဲ့လှုပ်လို့ရှင်တော့ဘာဖြစ်မှာအမင်္ဂလာဖြစ်မယ်ကြိမ်ချင်းတွေဖြစ်မယ်အဲ့တော့မလှုပ်ပါနဲ့လှုပ်ပါဆိုဖို့ပဲအဲ့ဒီအရာကိုပဲပေါ်ပြတယ်တပြိုင်တည်းမှာသူ့ကိုလွတ်မြောက်သွားစေဖို့မင်းဒီလိုလေးမှားနေတာကိုဒီလိုလေးလုပ်နိုင်ရင်ပြန်ကောင်းသွားမယ်ဆိုတဲ့ကူညီခြင်းမျိုးကအဲ့ဒီမှာမရှိဘူးတဲ့အဲ့ဒီအရာကဘာမှရှိတယ်ဆိုသခင်ယေရှုဖျားပေးတဲ့ပရိညင်တရားအသစ်မှာတော့အဲ့ဒါကရှိတယ်အဲ့ဒီပရိညင်တရားအသစ်ကတော့ကျွန်တော်တို့ကိုလွတ်မြောက်ရတဲ့အခွင့်ကိုပေးတယ်ဘယ်ကနေလွတ်မြောက်ဆိုအပြစ်ကနေလွတ်မြောက်ရအပြစ်ကနေလွတ်မြောက်ရအဲ့ဒီပရိညင်တရားအသစ်အားဖြင့်ကျွန်တော်တို့ကလွတ်မြောက်ရအဲ့ဒီပရိညင်တရားအသစ်မှာဟုတ်တယ်ကျွန်တော်မှားတတ်တယ်လူဆိုတာမှားတတ်တဲ့ခါကျလို့ရှိရင်နောင်တရတဲ့နှလုံးသားကိုလည်းအဲ့ဒီပရိညင်အားဖြင့်ဘုရားသခင်ကျွန်တော်အထဲမှာပြင်ဆင်ထားပေးပါတယ်လူဆိုတာကမပြည့်စုံပါဘူးလူတွေကကိုယ့်တော့အမြဲတမ်းပြည့်စုံတယ်လို့ပဲထင်တတ်ကြတယ်ကျွန်တော်မပြည့်စုံပါဘူးဒါပေမဲ့ကျွန်တော်မပြည့်စုံတာကိုဒီမှာရှိတဲ့မိသားစုတွေကျွန်တော်ကိုနားလည်ပြီးမှချစ်ပေးတဲ့အရာကအဲ့ဒါကဘယ်ရလာလဲဆိုပရိညင်တရားသစ်ကလာကျွန်တော်မကောင်းလို့ကျွန်တော်ကိုစီရင်မှာဆိုရင်ကျွန်တော်လည်းဒီပေါ်တက်လာစရာအကြောင်းမရှိဘူးချစ်စွာသောမိဘညီကိုမမတို့ကျွန်တော်တို့အတွက်ဘုရားသခင်ပြင်ဆင်ထားပေးတဲ့ပရိညင်တရားအသစ်ကကျွန်တော်တို့ကိုလွတ်မြောက်ရတဲ့အခွင့်ကိုပေးသလိုလွတ်မြောက်နိုင်ဖို့ရတော့လေကျွန်တော်တို့ကိုအစစ်အမြဲကူညီပေးတာဖြစ်တယ်ကျွန်တော်တို့နဲ့အတူရှိတယ်အခက်အခဲတွေပြဿနာတွေကိုကျွန်တော်နဲ့အတူတူရှင်းမှာအဲ့ဒီအရာပဲကျွန်တော်တို့မှာမလွတ်မြောက်နိုင်တဲ့ခွင့်မလွတ်နိုင်တဲ့အရာတွေရှိရင်ခွင့်လွတ်လာနိုင်အောင်ကျွန်တော်တို့ကိုအတွင်းကနေကျွန်တော်တို့ကိုပြုတ်ပြင်ပေးတာနောက်အချက်လေးကားငယ်ကတော့အဲ့ကြောက်ပြောင်းပေါ်မှာရှိတဲ့ဗရိညင်အဟောင်းကားတဲ့လူကိုကြောက်စေတယ်ပေါ့ခုနကကျွန်တော်ပြောတဲ့တဲမှာလည်းပါပါတယ်လူကိုကြောက်သွားစေတယ်ကျွန်တော်မှာအပြည့်ရှိတယ်လို့ကျွန်တော်ခံစားလိုက်ရတယ်တပြိုင်တည်းမှာကျွန်တော်ဘာလို့လဲဆိုအပြည့်ရှိဝင်ကျွန်တော်ရရစ်ပလင်ရှိကိုသွားပြီးတော့မှဘုရားသခင်ရှိမှရစ်ပူဇော်ကြတယ်ပတ်စံတက်နေတဲ့သူကတိုးတွေနွားတွေကိုပူဇော်တယ်နည်းနည်းပဲတက်နေတဲ့သူကစိတ်တွေကိုပူဇော်တယ်မတက်နေတဲ့သူကခိုလေးတွေကိုပူဇော်ကြတယ်အတိကအသွေးတော်နဲ့ပူဇော်ကြကြောက်လို့အဲ့ဒီအရာကလက်မရှိရဲတဲ့တစ်နှစ်ပဲခံတယ်ကျွန်တော်အပြစ်ဖြစ်ရာရစ်ကိုသွားဖို့မှပူဇော်လိုက်တဲ့ခါမှာတစ်နှစ်ပဲခံတယ်ဘာလို့အပြစ်ဖြစ်ရာရစ်ကိုကျွန်တော်သွားကြလဲဆိုရင်ကျွန်တော်ကြောက်လို့ကျွန်တော်တစ်နှစ်တောင်လုံးလုပ်ခဲ့တဲ့အပြစ်တွေကိုကျွန်တော်တို့ကြောက်တယ်ဖခင်ကျွန်တော်တို့ကိုစွန့်ပစ်လိုက်မှကျွန်တော်တို့ကြောက်တယ်ဖခင်ကျွန်တော်တို့ကိုမောင်းထုတ်လိုက်မှကျွန်တော်တို့ကြောက်တယ်သူ့ရဲ့ကြိမ်ချင်းတွေအမင်္ဂလာတွေကျွန်တော်တို့ရှိကိုရောက်လာမှကျွန်တော်တို့ကြောက်တယ်အဲ့ဒီကြောက်တဲ့စိတ်နဲ့ပဲကျွန်တော်တို့အသက်ရှင်နေတဲ့အခါမှာဖခင်ကိုမှန်မှန်ကန်ကန်မြင်ပြီးတော့မှမှန်မှန်ကန်ကန်ချီးမွမ်းမှုမေ့လာတတ်တယ်ကြောက်တာဒါပေမဲ့သခင်ယေရှုဖျားပေးတဲ့ဗရိညင်အသစ်ကတော့သူ့ရဲ့အသွေးတော်နဲ့ကျွန်တော်တို့ကိုစေးကြောပေးတာဖြစ်တယ်သူ့ရဲ့အသွေးတော်နဲ့ကျွန်တော်တို့ကိုအပြစ်လွတ်တာဖြစ်တယ်တနေ့တစ်ခါပဲ
ဟောင်းမှာတော့တစ်နှစ်တစ်ခါပေးရတဲ့အပြစ်လို့ချင်းအခွင့်ကသခင်ယေရှုဖျားရဲ့တစ်ချိန်တည်းမဲ့အသေးခံပြီးတော့မှအဲ့ဒီအသွေးတော်အဖြစ်ကျွန်တော်ကဘုရင်ရှင်တရားသခင်နဲ့ဆိုင်တဲ့သူတွေဖြစ်လာပြီးတဲ့အခါမှာကျွန်တော်တို့ကဒါကိုကြောက်လို့မဟုတ်ဖျားကိုကြောက်လို့သခင်ယေရှုဖျားကိုကျွန်တော်တို့ကကြောက်လို့ဒီညမှာလာဖို့ဝတ်ပြုကိုးကွယ်နေတာမဟုတ်ဘူးဒီနေ့ပွဲတော်မင်္ဂလာဝတ်ကိုကျွန်တော်လာကြတဲ့မိသားစုတွေအားလုံးရဲ့တကယ်ယူရချက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီနေ့ကျွန်တော်ပွဲတော်မင်္ဂလာကိုသွားကြမယ်သခင်ဖျားနဲ့အတူကျွန်တော်မိသားရဖွင့်ရတဲ့အခွင့်ကိုဖျားသခင်ပြင်ဆင်ပေးတယ်လို့သခင်ဖျားပြုတ်ခဲ့တဲ့ကျေးဇူးတော်အပေါင်းကိုကျွန်တော်ဒီပွဲတော်မင်္ဂလာမှာအတူတူကချီးမွမ်းကြမယ်အသင်းသူအသင်းသားတွေဘေးနာသူတွေနဲ့အတူတူကမိသားရဖွင့်ကြမယ်ထိုင်ပြီးတော့မှပြန်သွားလို့ဖို့မဟုတ်ဘူးပြန်သွားဖို့မဟုတ်ဘူးချင်းချင်းတယောက်နဲ့တယောက်မိသားရဖွဲ့ရမယ်အဲ့ဒီຢာကပွဲတော်မင်္ဂလာဖြစ်တယ်ကိုလည်းသိရမယ်ငါကမတန်ရှင်းပါဘူးငါကအပြစ်များပါတယ်လို့သိပေါ်မှာသခင်ယေရှုရဲ့ကောင်းမြတ်ခြင်းတွေကိုမြင်တွေ့ရသခင်ဖျားပေးတဲ့ဗြိဉ္ဉ်တရားသစ်ကအဲ့လိုမျိုးသွားတယ်နံပါတ်2အနေနဲ့ကတော့ဗြိဉ္ဉ်တရားသစ်၌ဗြိဉ္ဉ်တရားအသစ်ကတဲ့အသင်းတော်ကိုလည်းတည်ဆောက်တယ်ဒါကတော့ကျွန်တော်ဘာကိုဖော်ပြကြတယ်လဲဆိုရှင်သခင်ယေရှုဖျားကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးသောသူတိုင်းကဗြိဉ္ဉ်တရားအသစ်နဲ့ဆိုင်တဲ့သူဖြစ်တယ်အဲ့တော့ဗြိဉ္ဉ်တရားအသစ်ဆိုတာဘာလဲပေါ့ကျွန်တော်ဒီအကြောင်းအရာကိုကျွန်တော်အရှိမကျွန်တော်ပြောမယ်လို့ကျွန်တော်စဉ်းစားတော့လေကျွန်တော်ဒီညမှာကျွန်တော်ပြောမယ်ဗြိဉ္ဉ်တရားအသစ်ဆိုတာကားတဲ့ဘုရားသခင်ကလူတွေကိုချစ်လို့ပြန်ခေါ်တဲ့အရာဖြစ်တယ်ပြီးမနေ့တုန်းကကျွန်တော်တမန်ကျမ်းစာတင်တန်းမှာဆရာမဒေါက်တာအယ်ဖာနန်လွန်ပြောသွားတဲ့စကားလေးတွေမှာတစ်ခုပါပါတယ်ဒီမှာရှိတဲ့သူတွေလည်းတက်တဲ့သူတွေလည်းကြားမှာဖြစ်ပါတယ်တမန်ဟောင်းကျမ်းမှာတဲ့တမန်ဟောင်းကျမ်းမှာOD ထဲမှာပါတဲ့government ကဘာကိုပြောလဲဆိုလို့ရှိရင် camp ကိုပြောတယ်တဲ့ camp ကိုပြောတယ်ပြီးရင်ပြည့်ညက်ချက်အစ်စ်ကတော့ဘာလို့ဆို go ကိုပြောတယ်သူကဒါတော့ပဲပြောသွားတာဟောဒါကျင်တဲ့သူတွေလည်းအားလုံးလာတဲ့သူတွေလည်းကြားမှာဖြစ်တယ်ပေါ့အဟောင်းကတော့ camp ကိုပြောတယ်အစ်စ်ကတော့ go လို့ပြောတယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်ကတခါမှလည်းကျွန်တော်အဲ့လိုမျိုးတော့မကြားဘူးပေါ့ဒါပေမဲ့ဆရာမပြောနေတဲ့ကျွန်တော်အရန်ကျေးဇူးတင်တယ်သူပြောလိုက်တဲ့ပေါ်လေးမှာကျွန်တော်ခံစားလိုက်ရတဲ့လေးကိုကျွန်တော်ဒီနေ့ကျွန်တော်ဖော်ပြခြင်းဖြစ်ပါတယ်ဗြိဉ္ဉ်တရားအဟောင်းမှာတော့ camp လို့ပြောတာလာပါငါစီကိုလာနိုင်ဖို့ရန်အတွက်ဖျားစီကိုလာနိုင်ဖို့ရန်အတွက်ဖျားက camp ဘလို့လာအောင်လဲတန်ရှင်းချင်းရစ်တွေကိုပူဇော်ပြီးမှသူ့ရှိကိုလာရမယ်ကျွန်တော်သူ့ရှိကိုချင်းချင်းသွားလို့မရဘူးအဖြစ်တွေများတယ်သူ့နောက်တိုးဝင်လို့မရဘူးချင်းကပ်လို့မရဘူးဒါပေမဲ့ဓမ္မသစ်ကျမ်းကိုရောက်တဲ့ခါမှာသခင်ယေရှုဖျားပေးတဲ့ဗြိဉ္ဉ်တရားအသစ်ကတော့ကိုးတဲ့ဒီမှာတော့ကျွန်တော်ဘာကိုခံစားမိလဲဆိုအဲ့ဒီဗြိဉ္ဉ်တရားအသစ်ကိုရတဲ့ခါမှာကျွန်တော်တို့လောကထဲကိုသခင်ဖျားရဲ့ပုံသက်သေတွေအနေနဲ့ကျွန်တော်တို့ကလောကထဲကိုသွားဖို့ကျွန်တော်တို့မှာတောင်းဝန်နဲ့ဝတ်တရားရှိတာကျွန်တော်တို့ကိုဖျားကကိုးလို့ပြောတာဖျားရဲ့နှုတ်ကပတ်တော်ကိုကန်ဆယ်ပြီးမှလောကတော်ကိုကျွန်တော်ဝင်ရမှာအဲ့ဒီမှာရှိတဲ့အခက်အခဲတွေပြဿနာတွေအားလုံးကိုကျေးဇူးတော်အဖြစ်ကျွန်တော်ဖြေရှင်းကြမှာမကောင်းတဲ့အမှုရာတွေအားလုံးဘက်မှာကျွန်တော်တို့ကတမာတရားပေါ်မှာနေပြီးမှရက်တည်ကြမှာကိုအဲ့ဒီဗြိဉ္ဉ်တရားတဲ့နဲ့ကျွန်တော်တို့သွားရမှာဖြစ်တယ်ဆက်ပြီးပြောတဲ့အခါမှာတော့သခင်ယေရှုဖျားရဲ့ဗြိဉ္ဉ်တရားတဲ့ထဲမှာကကဘာကုံတိတန်အောင်သင်တို့နဲ့ငါအတူရှိမယ်ကကဘာကုံတိတန်အောင်အဲ့ဒီနေ့ကနေစပြီးတော့မှကျွန်တော်သေတဲ့အထိကဘာကြီးကုံသွားတဲ့အထိသခင်ဖျားကကျွန်တော်တို့နဲ့အတူရှိမယ်သခင်ယေရှုဖျားရဲ့ကြီးမြတ်ခြင်းတွေသခင်ယေရှုဖျားရဲ့မေတ္တာတွေအဲ့ဒါတွေအကုန်လုံးကလည်းကျွန်တော်တို့နဲ့အတူရှိမယ်ဆိုတဲ့ဗြိဉ္ဉ်တရားသစ်ဖြစ်ပါတယ်အဲ့ဒီຢာကဘာနဲ့လာလဲဆိုရှင်သခင်ယေရှုဖျားရဲ့အသွေးတော်အားဖြင့်ပဲစီရင်တာဖြစ်ပါတယ်ဒါကြောင့်မလို့သခင်ယေရှုဖျားတိုင်တော်မှာအသေးခံသွားခြင်းကပွဲတော်မင်္ဂလာမှာခွက်ကိုကင်ပြီးမှပြောလိုက်တဲ့စကားကိုကငါကြီးအသွေးနဲ့တည်တဲ့ဗြိဉ္ဉ်တရားသစ်အဲ့ဒီဗြိဉ္ဉ်တရားသစ်ကိုခံယူပါတယ်ဆိုတော့ကျွန်တော်တို့အသင်းသူအသင်းသားတွေအားလုံးကအသင်းတော်ကိုတည်ဆောက်တဲ့သူတွေဖြစ်တယ်အသင်းတော်ဆိုတာအဲ့ဒီလိုလူတွေနဲ့ဖွဲ့စည်းထားတာဗြိဉ္ဉ်တရားသစ်ကိုရပြီးတော့မှကျွန်တော်တို့သူတစ်ပေါင်းကိုခွင့်မလွတ်နိုင်ဘူးဆိုရင်အဲ့ဒါမဟုတ်သေးဘူးဗြိဉ္ဉ်တရားသစ်ကိုရပြီးတော့မှကျွန်တော်တို့သူတစ်ပေါင်းကိုနားလည်မှုမပေးနိုင်သေးဘူးအလင်းမလင်းနိုင်သေးဘူးဆိုရင်အဲ့ဒါလည်းမဟုတ်ပါဘူးတဲ့ကိုစဉ်းစားဆင်ခြင်ကြဖို့ဖြစ်ပါတယ်ကျွန်တော်
ကျမတကယ်ပဲဘရင်ရင်တရားသစ်ကိုစုပ်စုပ်ကန်ကန်ရှိပြီအဲ့ဒီအရာကဘာမှရှိတယ်သင်တို့နှလုံးသားထဲမှာရှိပြီးသားဘယ်ချိန်ကလေးကစရှိတယ်ဆိုရင်သခင်ယေရှုဘုရားကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပါတယ်ဆိုတဲ့နေ့ကနေစပေါ်မှာကျွန်တော်နှလုံးသားထဲမှာရေးထားပြီးသားဖြစ်တယ်အဲ့ဒီဘရင်ရင်တရားသစ်ကအဲ့ဒီဘရင်ရင်တရားသစ်ကိုနဲ့တီဆောက်ထားတဲ့အသင်းတော်အဲ့ဒီလူတွေနဲ့တီဆောက်ထားတဲ့အသင်းတော်ကဘုရားသခင်ရှေ့လူရှေ့မှာတင့်တယ်တဲ့အသင်းတော်ခေတ်ကာလတွေပြောင်းသွားပါလိမ့်စီအသေးမတွန့်တဲ့အသင်းတော်အမောင်ကာလဖြစ်တော်လဲအလင်းကိုလင်းတဲ့အသင်းတော်ပဝင်းကျင်မှာအစေခံတဲ့အသင်းတော်ပါအဲ့ဒီလိုအသင်းတော်ဒီနေ့ဒီမှာရှိတဲ့မိသားစုတွေအားလုံးကဗရင်ညင်တရားသစ်နဲ့ဆိုင်ပါတယ်တခါတော့ငါတဲ့လေလံပွဲတစ်ပွဲမှာစောင်းအိုကြီးတစ်ခုကိုရောင်းမှုပြင်ဆင်တယ်အဲ့တော့အရှိမတော့ဒေါ်လာ1000နေ2000နေ3000နေ1000နေ3000နေနဲ့ရောင်းခဲ့တဲ့ရှေ့ဟောင်းပစ္စည်းတွေအများကြီးရှိအဲ့ဒီအချိန်ရောက်လာတဲ့ခါကျတော့သူတို့ကစောင်းအိုကြီးကအကျိုးတွေကလည်းကြော့ရဲပြီးမှအဲ့စောင်းအိုကြီးကိုအပေါ်မှာတင်ဖို့ကဲဒီအရာကိုဒေါ်လာ100နဲ့ရောင်းမယ်ပြောလိုက်တဲ့ခါကျတော့ဘယ်သူမှမဝယ်ဘူးကဲမဝယ်လို့ရှိရင်80ရှော့ပေးမဝယ်ဘူး80မဝယ်ဘူးနောက်ဆုံးရှော့လဲ90ဗျာ90အဲ့လေဘယ်သူမှလေလံဆွဲမဲ့သူတွေလက်ထောင်ပြီးမှအမှတ်ပြတ်တာမရှိဘူးတဲ့ကောင်မှာကဲဒါကြီးကတော့ဖယ်လိုက်တော့နောက်ထပ်ဒေါ်လာ1000နေ1000နေနဲ့ဆက်ရောင်းကြတာပေါ့အရှိအောင်ပစ္စည်းတွေအဲ့ချိန်မှာခေါင်းပြူနဲ့အဖိုးကိုတယောက်ကထလာပြီးတော့မှအဲ့ဆောင်းကိုခဏကန်ကြည့်လို့ရမလားမိတဲ့ခါမှာပွဲကိုဥဆောင်မျိုးကကျင်းပတဲ့သူတွေက90လောက်တော့မှမတန်တဲ့ဆောင်းဦးကြီးခင်ဗျားကန်လို့ရပါတယ်ကန်ပါအဲ့တော့ဆောင်းဦးကြီးကိုကန်ပြီးတော့မှအဲ့လူကအဲ့ဒီပိုးကြိုးတွေကိုညှိတယ်အဲ့ပိုးကြိုးတွေကိုညှိပြီးတဲ့ခါမှာသူတို့အပေါ်မှာတော့ဟာဘလောက်တော့သူတို့မှလေလံနေတင်နေကြတယ်လက်တွေလည်းထောင်နေကြတယ်ကက်တွေလည်းထောင်နေကြတယ်ကျွန်တော် TV တွေမှာမြင်ဘူးတော့ပဲအပြင်မှာလည်းကျွန်တော်မမြင်ဘူးပါဘူးဒါပေမဲ့အဲ့လက်မိုးတွေထောင်မှုကပြောနေတဲ့အချိန်မှာခဏလေးနားလိုက်တဲ့အချိန်မှာစကားသံတွေပြတ်သွားတဲ့အချိန်မှာအဲ့ဒီအဖိုးကအဲ့ဒီဆောင်းကိုတီးတယ်အဲ့ဒီဆောင်းကထွက်လာတဲ့အတန်ကတကယ့်ကိုတာယာနာပျော်ပွဲအတန်အဲ့ဆောင်းကထွက်လာတဲ့အတန်ကတကယ့်ကိုနှလုံးသားထဲမှာကြည်နူးစရာအဲ့ဒီအတန်ကိုကြားလိုက်တဲ့အခါမှာလူတွေအားလုံးကအံ့အားသင့်ရတယ်ခုနကတော့90တောင်မတန်ပါဘူးဆိုတော့အဲ့ဒီဆောင်းအိုကြီးအဲ့ဒါကိုအဲ့လူလက်ထဲရောက်သွားတဲ့အခါမှာတကယ့်ကိုတာယာနာပျော်ပွဲအတန်တွေထွက်လာတဲ့အခါမှာလူတွေကအံ့ဩကြရတယ်အဲ့တော့လေလံသမားကစပြောတယ်ဒီစောင်းအိုကြီးကိုဒေါ်လာ1000နဲ့ရောင်းမယ်အမှတ်ပြတယ်1100ပေးမယ်1200ပေးမယ်1300ပေးမယ်စသည်ဖြစ်ပေါ့ပြောချင်တာကဘာကိုဖော်ပြချင်တယ်ဆိုရင်ကျွန်တော်တို့အသက်တာကအဲ့ဒီစောင်းအိုကြီးလို့ပါပဲကျွန်တော်တို့ကိုပြင်ဆင်ပေးတဲ့သူကကျွန်တော်တို့ကိုညှိပေးတဲ့သူကသခင်ယေရှုဖျားဖြစ်တယ်ဝိညာဉ်တော်အဖြစ်ကျွန်တော်တို့နှလုံးသားထဲမှာဘုရင်တရားသစ်ကရှိနေတဲ့အခါမှာကျွန်တော်ရှိရာထွက်လာတဲ့အတန်ကသူတစ်ပါးအတွက်တာယာနာပျော်ပွဲသူတစ်ပါးရဲ့ရှေ့မှာအလင်းသူတစ်ပါးရဲ့ရှေ့မှာခွန်အားယူစရာတိဆောက်စရာဖြစ်ရတဲ့မိသားစုတွေဖြစ်လာတယ်ကျွန်တော်တို့ကသခင်ဖျားလက်ထဲမှာရှိတဲ့စောင်းအိုကြီးပါမယ်ဒီနေ့ပွဲတော်မင်္ဂလာကိုကျွန်တော်တို့အတူတူကဝင်ကြတဲ့အခါမှာသခင်ယေရှုပေးခဲ့တဲ့ဗြိဉ္ဉ်တရားသစ်ကိုကျွန်တော်တို့ဗြိဉ္ဉ်တရားအသစ်တော့ကျွန်တော်ကျေးဇူးတော်ကိုချီးမွမ်းပြီးတော့မှအဲ့ဒီပွဲတော်မင်္ဂလာကိုကျွန်တော်ဝင်ကြပါစို့လို့ဖော်ပြရင်းနဲ့ပဲညီကုန်းချုပ်ပါတယ်ကျွန်တော်တရားစီကိုဘုရားသခင်ကောင်းချီးပေးပါစေ